လူကိုအသက်တိုးစေနိုင်တဲ့အချက်10ချက်ကိုဒီဗီဒီယိုမှာမျှဝေပေးပါမယ်ကျွန်တော်ဒေါက်တာရဲတုစိုးပါဆေးလိပ်အလွန်အကျွံတောက်ခြင်းဆေးလိပ်တောက်ခြင်းဟာနှလုံးသွေးကြောကျဉ်းစေတဲ့အတွက်ဆေးလိပ်မတောက်တဲ့သူတွေထက်ဆိုင်ရင်10နှစ်နီးပါးအသက်တိုးစေနိုင်ပါတယ်ကိုယ်လက်လှုပ်ရှားမှုမရှိဘဲအထိုင်များခြင်းအထိုင်များတဲ့သူတွေမှာသွေးလည်ပတ်မှုမကောင်းတဲ့အတွက်နှလုံးရောဂါနဲ့စီးချိုရောဂါဖြစ်စေနိုင်ပြီးတော့အသက်တိုးစေပါတယ်အိပ်ရေးပြတ်ခြင်းလူတစ်ယောက်မှာအိပ်ချိန်တစ်ရက်ကို9နာရီမှ10နာရီရှိတင်ပါတယ်အမြဲအိပ်ရေးပြတ်ရင်အုံနောက်ဆဲတွေပိုပြီးတည်စေနိုင်တဲ့အတွက်အမြန်အိုမေးရရော်စေပါတယ် ready made အသင့်စားအစားအစာတွေကိုအလွန်အကျွံစားသုံးခြင်းဥပမာအာလူးကြော်ခောက်ဆွဲကြောက်ထုတ်အရက်အလွန်အကျွံတောက်သုံးခြင်းတွားနဲ့ကတွင်ကျန်းမာရေးကိုဂရုမစိုက်ခြင်းပါးစပ်ထဲမှာဘက်တီးရီးယားပိုးတွေအများကြီးရှိတဲ့အတွက်တွားနဲ့ကတွင်ကိုဂရုမစိုက်ရင်အဲ့ဒီဘက်တီးရီးယားပိုးတွေကသွေးကြောထဲကိုရောက်ပြီးတော့ကြောက်ကက်နဲ့နှလုံးကိုပျက်စီးစေတဲ့အထိဖြစ်နိုင်ပါတယ်ဒါကြောင့်တွားကိုတစ်ရက်2ကြိမ်ပုံမှန်တိုက်ပေးသင့်ပါတယ်စိတ်ဖိစီးမှုများခြင်းဖုန်းနဲ့ကွန်ပျူတာအလွန်အကျွံသုံးခြင်းဖုန်းအလွန်အကျွံသုံးတဲ့သူတွေကအိပ်ရေးပြက်ပြီးအထိုင်များတဲ့အတွက်အသက်တိုးစေနိုင်ပါတယ်မိမိရဲ့ကျန်းမာရေးကိုစစ်ဆေးမှုမလုပ်ဘဲလစ်လျူရှုခြင်းဥပမာသွေးပေါင်မှန်မှန်ချိန်ခြင်းစီးချိုစစ်ခြင်း medical check-up မှန်မှန်လုပ်ပေးခြင်းတယောက်တည်းအထီးကျန်စွာနေခြင်းမိသားစုအပေါင်းအသင်းနဲ့မနေပဲတယောက်တည်းနေတဲ့သူတွေမှာလေ့လာမှုတွေအရာကုခံအားစနစ်ကိုအားနည်းစေတဲ့အပြင်မှတ်ဉာဏ်ချို့ယွင်းတဲ့ယောဂါကိုဖြစ်စေနိုင်ပါတယ်မိတ်ဆွေရဲ့နေထိုင်စားသောက်မှုပုံစံကိုတတိပြုဆင်ခြင်ပြီးသက်ရှိကျန်းမာတဲ့ဘဝကိုရကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျ